G-Dragon နဲ့ Apple တို့ရဲ့ collab တွဲမြင်ရတော့မှာလားကိုရီးယားမှာ G-Dragon နဲ့ Apple တို့ collab လုပ်တော့မှာလားဆိုပြီးသတင်းတွေပတ်လူပြန်နေရပဲဖြစ်ပါတယ်အကြောင်းရင်းကတော့ကိုရီးယားက iPhone ကြော်ညာထားတဲ့ဘေးပုံမှာ G-Dragon ရဲ့အမှတ်တစိတ်တစ်ခုဖြစ်တဲ့ DC ပန်းပွဲနဲ့ album နာမည်တို့ကိုရေးဆွဲခဲ့ပါတယ်အဲ့ဒီဘေးပုံကိုမြင်ပြီးပရိသတ်တွေကတော့ G-Dragon တယောက် Apple နဲ့ collab ထုတ်တော့မှာလားဆိုပြီးသူ့လောတွေဖြစ်ကုန်ကြပြီးအံ့ဩနေကြတာပါဒါပေမဲ့လည်း G-Dragon ဘက်ရော Apple တို့ဘက်ကရောတေချာတဲ့ထုတ်ပြန်ချက်တစ်ခုမှမထုတ်ပြန်သေးရပဲဖြစ်ပါတယ်။ G-Dragon ဆိုတာက K-pop idol တွေအများစုစံထားရတဲ့ legendary K-pop king တယောက်ဖြစ်ပြီး Big Bang အဖွဲ့ရဲ့ leader ဆိုလဲမမှားပါဘူး။အဖွဲ့လိုက်သချင်းတွေလည်းတော်တော်လေးပေါက်ရောက်ခဲ့ပြီးတော့တကိုတော်သချင်းတွေမှာလည်းတော်တော်လေးကိုမှပေါက်ခဲ့တဲ့အဆိုတော်တဦးလို့ပြောရပါမယ်။စပေါ်ကလေးကတမိုထူးခြားတဲ့ fashion ကြောင့်လဲ fashion king ဆိုပြီးတမှုတ်ကြတဲ့အထီးပါပဲ။ကြောက်စရာကောင်းလောင်းအောင်ထိုးတက်သွားတဲ့သူ့ရဲ့အောင်မြင်မှုကြောင့်နာမည်ကြီးနိုင်ငံခြား brand ဖြစ်တဲ့ Nike, Chanel, Pepsi တို့နဲ့ collab တွေအောင်လုပ်ရတဲ့အထီးပါပဲအခုဆိုလေကိုရီးယားက iPhone ကြော်ညာထားတဲ့ဘေးပုံတစ်ခုမှာ G-Dragon ရဲ့အမှတ်တစိတ်တွေကိုတွေးခဲ့ရတာအတွက်ကြောင့် G-Dragon နဲ့ Apple တို့ရဲ့ collab တွဲမြင်ရတော့မလားဆိုတာမေးခွန်းထုတ်စရာပါပဲနှစ်ဖက်စလုံးကတေချာတဲ့ထုတ်ပြန်ချက်တွေမထုတ်သေးရကြောင်း G-Dragon နဲ့ Apple တို့ကိုချစ်တဲ့ပရိသတ်တွေကတော့စောင့်မျှော်နေကြရတော့မှာပါတကယ်သာ collab သတင်းကတေချာသွားရင်ပရိသတ်တို့ရောဘယ်လိုထင်ကြလဲကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်